Boom boom, spotlight, click click, all eyes, heart race, don't lie. I'm your fire. Look at me, I light it up, heartbeat like a ticking bomb. One smile and they fall in line. I don't chase, I redefine. Gold chains and silver sin, you lose the moment I begin. Play loud, I own the room when I walk in. စိုက်ထီးကိုရင်ပြင်မှာဆိုလို့ရှိရင်6ရက်ပိတ်ရက်စုံတာအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဗျာဘူးတွေကညာအိတ်တွေကနှီးချင်းမြက်တွေက အရန်ကိုများပါတယ်တောင်တက်ကားတွေဆိုလို့ရှိရင်လည်းမနေ့ကဒီတက်ခဲ့ရပါတယ်ရှစ်ဒါအခုနေကင်းပိုင်းအခုဆိုလို့ရှိရင်12နာရီကျော်နေပေါ့နော်အခုအချိန်နောက်မှတက်တဲ့လူတွေကအများကြီးပါပဲကဲခုဆိုရင်လည်းတောင်ပေါ်တက်တဲ့ဖွဲ့တွေအများကြီးပါဒီနေ့စိုက်ထီးကိုဖျားကြီးကိုဘယ်လိုခြေနေနဲ့ဖျားမလဲဆိုတာကိုသွားကြည့်ကြရအောင်ဒါကတော့12ရက်2လ26ဒီနေ့ကပြည်အောင်စုနေ့ပါဒီနေ့ရဲ့စိုက်ထီးကိုဖျားရင်မြရဲ့အခြေအနေလေးကတော့အခုလိုလေးပါဗောနော်ဒါလေးတွေကတော့ညာအိတ်ဖို့အတွက်နေရာလေးယူထားတာပါနေကင်းထဲကနေပြီးတော့နေရာလေးတွေယူနေကြပါပြီတဲခိုကန်းတွေကလည်းဒီအချိန်ဆိုလို့ရှိရင်အကုန်လုံးကပြည့်နေကြပါပြီနော်ဘိုကီနေလည်းဈေးတွေကတော့ဒီလိုခါကြီးရက်ကြီးတွေဆိုလို့ရှိရင်တော့ပုံမှန်ဈေးတဲ့အမြဲတမ်းမြင့်တက်နေကြဖြစ်နေပါတယ်ကဲဒီနေ့12ရက်2လ2026ဒီနေ့ကနေ့ရဆိုရင်ပြည်တော်စုနေ့ဖြစ်ပါတယ်ဒီကနေ့ကအစိုးရရုံးပိတ်ရဲ့6ရက်ဆက်ပိတ်တဲ့တဲမှာစပြီးတော့ပါဝင်နေတဲ့အတွက်ကြောင့်မလို့ဖျားဘူးတွေကတော့အရန်ကိုများနေပါတယ်ရင်းမြစ်တော်ပေါ်မှာညာအိတ်ဖို့အတွက်ဆိုပြီးတော့အခုတည်းကအားလုံးကရင်းမြစ်တော်ပေါ်မှာနေရာတွေယူနေကြပါပြီနေချင်းမြန်လာတဲ့ဖျားဘူးတွေကလည်းအများကြီးပါပဲเนาะဒါအခုဆိုရင်ဒါညာအိတ်တဲမဲ့သူတွေเนาะဒါလေးတွေကအခမဲ့တဲခုဖို့ပြုလုပ်ပေးထားတဲ့နေရာလေးတွေဖြစ်ပါတယ်ဒီနေရာဒီမှာလည်းအကုန်လုံးကပြည့်ကျက်နေပြီနေရာတွေယူထားကြတာเนาะအဆောင်တွေထဲမှာအကုန်ပြည့်ပါပဲကတော့ဒီကနေ့ဖူးမြင်ရတဲ့စိုက်ထီးကိုဖျားကြီးရဲ့အခြေအနေဖြစ်ပါတယ်ဖျားကြီးရဆိုရင်လုံးတော်ပြေရွှေသင်္ကန်းပြန်လဲကတ်လူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညမ်းနေစင်လာတာဖြစ်ပါတယ်เนาะစံတော်ရှင်ကြိုက်ထီးကိုဇေယီတော်ကြီးကိုလုံးတော်ပြေရွှေသင်္ကန်းပြန်လဲပြုပြင်နေတဲ့အတွက်ကြောင့်မလို့ညမ်းနေစင်ထားပြီးတော့အခုလိုမျိုးလေးလှုပ်ထားပါတယ်မကြခင်မှာတော့အရန်ကိုတပ်ပစ်စရာကောင်းတဲ့ကြိုက်ထီးကိုစံတော်ရှင်ဖျားကြီးကိုပြန်လဲဖူးတွေ့ရမှာဖြစ်ပါတယ်ရှင်ခုတွေ့မြင်နေရတဲ့နေရာကတော့ကြိုက်ထီးကိုဖျားကြီးကိုအနိကဖူးမြော်ရတဲ့နေရာလေးဖြစ်ပါတယ်ရှင်ကြိုက်ထီးကိုဖျားရဲ့အောက်ပတ်လန်းကိုတော့ညမ်းနေဆင်ပြီးတော့အပေါ်မှာဖျားကြီးပြုပြင်နေတဲ့အတွက်အောက်ပတ်လန်းကိုယာယီပိတ်ထားပါတယ်ကြိုက်ထီးကိုဖျားကြီးကိုတော့အောက်ဘက်ကနေ꿰ပြီးတော့သွားပြီးတော့ဖူးမြော်လို့တော့မရသေးပါဘူးရှင်ဒီအပေါ်နေရာကပဲဖူးလို့ရပါတယ်အခုတွေ့မြင်နေတဲ့နေရာလေးကတော့ကြိုက်ထီးကိုရဲ့တစ်ဖက်တောင်6တောင်မှာရှိတဲ့ဖျားတွေကိုမှန်မြောင်းနဲ့ကြီးစုပြီးတော့ဖူးမြော်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာကနေပြီးတော့အဝေးကြီးမှန်မြောင်းလေးနဲ့တောင်6တောင်မှာရှိတဲ့ဖျားတွေကိုလှမ်းပြီးတော့ဖူးလို့ရနေပါတယ်ဒီနေ့ကရာသီဥတုကအရန်ကိုတာရတယ်ပေါ့နော်တာရတယ်ဆိုတာထက်နေလေးကလည်းပူနေရဖျားဘူးတွေကလည်းနေကင်း1နာရီ2နာရီတောင်မှပဲမစဲပဲအမြဲတမ်းအများကြီးပဲရောက်လာနေကြပါတယ်ရှင်ဟိုတို့ဖွဲ့တွေပြန်အစင်းလေးမှာတော့အမီရွှေနှန်းကျင်နှန်းကိုဝင်ပြီးတော့ကြော်ပြီးနှုတ်ဆက်ခဲ့ပါသေးတယ်အမေရွှေနှန်းကျင်နှမ်းမှာဆိုလို့ရှိရင်ဘဝဆက်တဲ့သူတွေပွဲပေးတဲ့သူတွေနဲ့အမေကိုလူငွေလေးတွေလှူထမ်းပြီးတော့နှိမ့်နေပြီးတော့ဆူတောင်းတဲ့သူတွေလည်းအများကြီးတွေ့ခဲ့ရပါတယ်ဒါကတော့အမေရွှေနှန်းကျင်နှမ်းရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ရွှေနှန်းကျင်ဗိမ္မာန်ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒီမှာကြိုက်ထီးကိုစံတော်ရှင်ဖျားရဲ့စိန်ဖူးတော်အဟောင်းကိုတီထားကိုွယ်ထားပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ရာကိုလည်းဖူးမြင်ရမှာဖြစ်ပါတယ်ဒီဗိမ္မာန်ထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးပုံစံလေးမြင်ရတယ်เนาะအခု
အခုတွေ့မြင်ရတဲ့ရုပ်ထုကလေးတွေကတော့ကျိတ်ထီယိုဖျားကြီးရဲ့တမိုင်းကြောင်းမှာပါဝင်တဲ့ပုံကိုယ်တွေရဲ့ရုပ်ထုလေးတွေကိုဒီလိုမျိုးလေးတွေပြသထားတာဖြစ်ပါတယ်ရှင်အခုတွေ့မြင်နေရတဲ့အရာကတော့အရင်ဆန်တော်ရှင်ကျိတ်ထီယိုဖျားကြီးရဲ့စိန်ဖူးတော်အဟောင်းကိုဒီနေရာမှာတည်ထားကိုခဲ့ပြီးအဋိဌံအောင်မြေအဖြစ်နဲ့ပူဇော်ပေးထားတာဖြစ်ပါတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းမြတ်စွာဘုရားရဲ့ခြေတော်ရာကိုဒီနေရာမှာဖူးတွေ့ရမှာဖြစ်ပါတယ်။မဝတို့ကနေကြီးမြန်ဖျားဘူးဖြစ်တဲ့အတွက်ကြောင့်မလို့နေကင်းမှာပြန်ပြီးတော့ဆင်းကြပါပြီ။မဝတို့ဖွဲ့တွေအစင်းကားနဲ့ပြန်ဆင်းပြီးတော့အခုဆိုရင်ကတက်ချောင်းမှာရေကစားဖို့ရောက်နေကြပါပြီရှင်။ကတချောင်းရီလေးကတော့အခုလိုကြီးကြီးလင်းလင်းလေးနဲ့အရန်ကိုတတရရလေးနဲ့ဆော့လို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။